နိုင်ငံရေးညနေစာမှာရုရှားရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိသွားတယ်ရုရှားနဲ့လိုအပ်လာလို့ရှိရင်စီးရေးနိုင်ငံရေးအားလုံးပူးပေါင်းဆောင်ရွက်မှုတွေစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေဒီပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရရှိသွားကြတယ်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေအားလုံးတော်တော်များများကိုလက်မှတ်ထိုးခဲ့တယ်ဟုတ်လားပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ကတော့လက်ခံနိုင်နေမယ်ကိုယ့်ဘက်ကအရန်ကြီးအလျှော့ပေးလို့ဆိုလို့ရှိရင်တော့အလျှော့ပေးလို့ရှိရင်ဒါကကိုယ့်အတွက်ကိုကြည့်တာမဟုတ်ဘူးဖြစ်သွားတယ်နိုင်ငံအတွက်ကြည့်တာမဟုတ်ဘူးဖြစ်သွားတယ်။ဒါကြောင့်လဲဆိုရင်ငါလုံခြုံရေးအတွက်ဆိုတဲ့ငါအစိုးရမကြရေးငါမပြုတ်ကြရေးဆိုတဲ့ငါဘူးတပိုးနဲ့ဆိုလို့ရှိရင်တော့လေဒါနိုင်ငံအတွက်မျက်နှာမူလို့ကျွန်တော်တို့ကတော့ပြောလို့မရဘူးလေနော်။ဒါကြီးကိုမြင်ယူလိုက်ကွာနိုင်ငံရဲ့ဒီပုံစံစီးပွားရေးလုပ်ငန်းတွေနိုင်ငံရဲ့ရေးကြီးတဲ့အချက်ချာတွေအားလုံးကိုဦးမင်းအောင်လိုင်းတို့အုပ်စုကလည်းသူတက်လာတဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုယူဟဲ့ဆိုပြီးတော့ငွေခွဲပေးနေတာဆိုတာကတော့ကျွန်တော်တို့ဘာဝတန်ဇာတာလုပ်ခွင့်ရှိမယ်။နောက်ထပ်ကျွန်တော်တို့ဒီရင်းနဲ့စိတ်ကန်းတွေရှိမယ်ပြီးတော့လို့ရှိရင်ပင်လယ်ထွက်ပေါက်ပေးတာတွေရှိမယ်နော်ရုရှားကိုပေါင်းတဲ့နေရာမှာကိုယ့်ဘက်ကပေါင်းရတာတော့ဒါတွေပေးဆက်ပြီးမှပေါင်းတယ်ပေးဆက်ပြီးပေါင်းတဲ့အခါမှာလည်းဖတ်ဆောင်နေဟိုဘက်ကလက်မှတ်ထိုးသွားတယ်ဟေ့ဆိုလို့ရှိရင်တော့ဒါကနိုင်ငံအတွက်ကြည့်တာမဟုတ်ပါဘူးကိုယ့်အတွက်ကိုကြည့်တာဖြစ်သွားပါတယ်နော်တရုတ်ကလည်းမြစ်ဆုံပေးလိုက်တာလေဟဲ့လားဒေါ်စုကြည်တို့အုပ်စုကလည်းငါအာဏာရအမေရိကန်နဲ့အနောက်အုပ်စုအကုန်လုံးအခွင့်အရေးပါစားပေးပြီးတော့တို့ဦးမင်းအောင်လိုင်းကသူအာဏာရလို့ရှိရင်တရုတ်နဲ့ရုရှားကိုဟဲ့လားပါစားပေးလွန်တာကြီးကြတော့လေကျွန်တော်တို့နိုင်ငံကပြည်သူလူထုအတွက်ဆိုတာမကြည့်ပဲနဲ့ငါအတွက်ငါအုပ်စုဆက်လက်တည်မြဲရေးငါအုပ်စုအာဏာရရေးငါတည်တန့်ရေးဆိုတဲ့ငါဖို့ပဲကြည့်နေတယ်များနေလည်းမကောင်းသေးဘူးအဲ့တော့ဘာတွေလုပ်ခဲ့တယ်ဘာတွေနိုင်ငံအတွက်ဘာတွေကောင်းဖို့ဆိုတာကိုပြည်သူလူထုကိုပုံမှန်လင်းချပြတဲ့လို့စစ်တပ်ကိုလည်းပုံမှန်လင်းချပြတဲ့လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ခင်ဗျာနော်